အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်73ရက်5လ2026ရက်နေ့ကျွန်တော်ဆိုင်မှာရနိုင်မဲ့ဘိန်းလေးတွေပေါ့နော်ဘိန်းအစ်စ်လေးတွေလည်းထပ်ရောက်ထားပါတယ်တစ်ချက်လိုက်ကြည့်လိုက်အောင်နော်ဒီဘက်ကရင်စပြောမယ်နော်ဒါလေးကတော့ရှာယန်းဗျာနော်ရှာယန်း1တန်2018 model လေးပါသူ့ရဲ့ရောင်းဈေးက19သိန်း8000ဖြစ်ပါတယ်ဒါလေးကတော့ Honda Dream 2လေးပါတရားပလက်ဘိန်းလေးဖြစ်ပါတယ်သူရဲ့ရောင်းဈေးက25သိန်း5000ပါဒါလေးကတော့ထပ်ရောက်တာလေးပါဗျာကန်တာဝေး1တန်2019 model လေးဖြစ်ပါတယ်သူရဲ့ရောင်းဈေးက24သိန်း5000ဖြစ်ပါတယ်ဒါလေးကတော့ Fly Mo Season လေးဖြစ်ပါတယ်2016 model လေးပါသူရဲ့ရောင်းဈေးက18သိန်း8000ပါဒါလေးကတော့ကမ်ဘိုဖားဘိန်းလေးဖြစ်ပါတယ်2012 model လေးပါသူရဲ့ရောင်းဈေးက14သိန်း8000ပါဒါလေးလည်းထပ်ရောက်တာပါဒါလေးကတော့ကမ်ဘိုအာဘိန်းလေးဖြစ်ပါတယ်ကမ်ဘို 125R 2019 model လေးပါသူ့ရဲ့ရောင်းဈေးက24သိန်း5000ဖြစ်ပါတယ်ဒါလေးကတော့ကာမက်ဝေးလေးဖြစ်ပါတယ်ကာမက်ဝေး2020 model လေးပါသူ့ရဲ့ရောင်းဈေးကတော့22သိန်း5000ဖြစ်ပါတယ်ဒါလေးကတော့ကန်တာရုပ်ဆိုး2018 model လေးပါသူ့ရဲ့ရောင်းဈေးလေးကတော့22သိန်း5000ပါပဲဒီဘက်တစ်ချက်ကြည့်အောင်နော်ဒါလေးကတော့ရှာယန်းပါရှာယန်း125ရုပ်ဆိုး2018 model အော်ဘတ်လေဘိန်းရှယ်လေးဖြစ်ပါတယ်သူ့ရဲ့ရောင်းဈေးကလည်း22သိန်း5000ပါဒါလေးကတော့လုံရွှမ်းစီဆက်အိုင်2018 model လေးဖြစ်ပါတယ်သူ့ရဲ့ရောင်းဈေးက19သိန်း5000ပါဒါလေးကတော့လုံရှမ်းစီဆက်အိုင်2015 model ဘိန်းလေးဖြစ်ပါတယ်သူ့ရဲ့ရောင်းဈေးက18သိန်း5000ပါဒါလေးကတော့နောက်ထပ်ဝေးလေးတစ်စီးဖြစ်ပါတယ်ထိုင်းအန်ဘိုဝေး2018 model လေးပါသူ့ရဲ့ရောင်းဈေးကတော့21သိန်း5000ပါဒါလေးကတော့ကန်တာဖောက်ရှုံးစီဆိုင်လေးဖြစ်ပါတယ် 85W နဲ့ဖြစ်ပါတယ်2024 model လေးပါသူ့ရဲ့ရောင်းဈေးကတော့31သိန်း8000ဖြစ်ပါတယ်ဒါလေးကတော့ကန်တာစီဆိုင်ကို2019 model လေးပါဘိန်းရှယ်လေးဖြစ်ပါတယ်ဒီဘိန်းလေးရဲ့ရောင်းဈေးကလည်း24သိန်း8000ဖြစ်ပါတယ်ဒါလေးကတော့လော်ဂျာဝိတ်2020 model ပလဲဖြူရောင်လေးဖြစ်ပါတယ်သူ့ရဲ့ရောင်းဈေးက24သိန်း5000ပါဒီဘိန်းလေးကတော့ရန်ဒီဆိုင်ကလုံး2015 model ဘိန်းလေးဖြစ်ပါတယ်သူ့ရဲ့ရောင်းဈေးလေးက31သိန်း5000ပါဘိန်းအားလုံးကတော့လိုင်စင်သက်တမ်းအသီးသီးကြံရှိတဲ့ဘိန်းလေးတွေပဲဖြစ်ပါတယ်အင်ဂျင်အာမခံလည်းကျွန်တော်တလာပေးထားပါတယ်စတက်တော်ဝီနဲ့လက်တင်စီဘိန်းလေးတွေပါဒီဘိန်းလေးတွေကိုစိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့53ဘီလန်133 134ကြားမှာရှိတယ်ကျွန်တော်တို့ Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်